နောက်ကျောကိုထိုးခံရတဲ့ဓာတ်နဲ့တက်ဆာဖောက်တယ်ဆိုတဲ့စကားလုံးကအတူတူပဲဘာလို့လဲဆိုတော့အဲ့ဒါတွေကကိုယ်လူချင်းရမယ်ကိုယ်လှုပ်တဲ့အရာတွေဘယ်တစ်စိမ်းမှကိုယ်မလုပ်ဘယ်ရန်သူမှကိုယ်မလုပ်တစ်စိမ်းတို့ရန်သူတို့ကိုယ်တခုလှုပ်တော့မယ်ဖြက်စီးတော့မယ်ကြံရွယ်နေဆိုချွတ်တင်သူတို့ကတနည်းမဟုတ်တနည်းနဲ့သတိပေးလေရှိတယ်သိတာတယ်ပေါ့ဗျာတစင်စကားတစင်ကြားတာမျိုးတို့သူ့ရဲ့မျက်နှာမူရာကိုယ်မူရာနှုတ်မူရာအဲ့ဒီမှာပေါ်လွင်တယ်တစ်စိမ်းကြောက်ကကိုယ်ဖြက်စီးတော့မယ်ကိုယ်တိုက်ခိုက်တော့မယ်ဆိုရင်အေးခုနပြောတယ်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့လူတွေတက်ဆာဖောက်မဲ့လူတွေမသိရအောင်ကိုယ့်ဘေးမှာအမြဲတမ်းရှိနေမယ်ကိုယ့်ကိုကောင်းမြတ်အောင်ဆောင်တယ်အမြဲတမ်းပြုံးပြုံးလေးဒါပေမဲ့အဲ့အပြုံးရဲ့နောက်ကွယ်မှာသူဘာတွေကြံစီနေလဲတာကိုကမသိရတာလှုပ်လိုက်အဆုံးမဲ့ကိုပြန်လဲရုံထားဖို့ဆိုတာမလွယ်ဘူးနော်အဲ့ဒါကြောင့်မို့တက်ဆာဖောက်ခြင်းတို့နော်နောက်ကျောကိုထိုးရတာနတ်တယ်ဆိုတာပေါ်လာတာကိုလူရင်းနဲ့ကိုပြန်ပြီးမှတိုက်ခိုက်တဲ့အရာတွေလူရင်းတွေဆိုတော့ကိုယ့်ရဲ့အားနဲ့ချက်အားသာချက်တွေအကုန်သိနေပြီငါဒီကောင်ဘယ်အချိန်မှာဘယ်လိုတွန်းလှန်လာရင်ဒီကောင်ပြိုလဲမလဲဆိုတာသူတို့သိပြီးသားဒီကောင်မှာဘာအားနဲ့ချက်ရှိတယ်ဘာအားသာချက်ရှိတယ်အကုန်သိပြီးသားကိုပြီးတော့မနာလို့ဝန်တိုတိုက်ခိုက်တဲ့လူတွေအကုန်လုံးကလည်းကိုယ့်ရဲ့လူရင်းတွေကြည့်ပဲကိုဘေးကလူတွေကိုချစ်ရခင်ရတဲ့လူတွေကြည့်ပဲအဲ့ဒါကြောင့်မလို့လေကိုဘေးကလူတွေပဲကိုဂယုဆိုင်အောင်ရန်သူတွေကြည့်ပဲကိုကဂယုဆိုင်ပြီးမှရှောင်လွဲနေလို့မရအောင်ကိုယ့်လူရင်းရဲ့လူတွေမှာတကယ်ရန်သူအစ်စ်တွေလည်းရှိတတ်တယ်ကြီးမားတဲ့ရန်သူတွေကိုလုံးဝပြိုလဲမှပျောက်ဆုံးသွားစေချင်တဲ့လူတွေကိုလူရင်းသားမှာရှိကြတာဒဇိန်ကရှိတယ်ဆိုတာရှားတယ်ဒဇိန်ကတိုက်ခိုက်မယ်ဆိုခမည်းနဲ့သူနဲ့စီးပွားတူမလို့ပြိုင်ဖမ်းမလို့ခမည်းကိုတိုက်ခိုက်တာသူ့ထက်အားနေသွားအောင်ခမည်းကိုတိုက်ခိုက်ရအောင်ပဲကိုလူရင်းကတိုက်ခိုက်ပြီဆိုခမည်းကိုလုံးဝပျောက်ွယ်သွားစေချင်လို့တိုက်ခိုက်တာအားကြောင့်မလို့နောက်ကျောကထိုးတဲ့ဓာတ်တို့နော်တက်ဆာဖောက်တယ်တက်ဆာမဲတယ်ဆိုတာဒါတွေကဖြစ်လာတာအဲတက်ဆာတရားရဲ့နောက်မှာနော်နောက်ကျောကိုထိုးတဲ့ဓာတ်ရဲ့နောက်မှာကိုချစ်ခင်မြန်လို့တမိုးထားတဲ့လူကြီးကြီးပဲနော်ကိုရဲ့စေနာတွေမေတ္တာတွေကိုရဲ့အကူအညီနဲ့မကင်းတဲ့လူတွေကြီးပဲအဲ့တော့လက်ခံလိုက်နော်ကိုဖြိုးမယ်ဆိုတဲ့လူတွေကြီးလိုက်ကိုလူတွေကြီးပဲအဲ့ဒါနော်အမြဲတမ်းအဝေးကိုပဲညှော်ကြည့်မနေတော့ရန်သူကအဝေးမှာရှိတယ်လို့အနည်းဆုံးရန်သူဆိုတာရှိတယ်ဟဲ့အနည်းဆုံးရန်သူကပိုကြောက်ဖို့ကောင်းတယ်နော်အဲ့ဒါကြောင့်မလို့တက်ဆာဖောက်တယ်တက်ဆာမဲတဲ့လူတွေကိုယ့်ရဲ့ရန်သူအကြီးမားဆုံးနေပဲကိုယ့်ရဲ့အနည်းဆုံးကလူတွေကိုလည်းလေလာတုံးတက်သူတို့ကပေါင်းဆိုအမြဲတမ်းအပြုံးနေပေါ်တခါလောင်းထားတာပြားရည်လောင်းထားတာမသိတာအောင်ဒါပေမဲ့အချင်းတွေရက်ကိုတော့နည်းနည်းအကက်ခတ်သတိထားလူအကက်ခတ်မညံ့ရင်ကိုယ့်အတွက်ဆဆရတတ်တာလိမ့်မယ်လူပဲကတ်ထပ်ဖို့လိုတယ်သင်ယူပါ